ပူပူလောလောအငွေတစ်ထောင်းထောင်းနဲ့ခောက်ဆွဲပူပူလေးတစ်ပွဲကိုကိုကာကိုလာအေးအေးလေးတစ်ခွက်နဲ့တွဲပြီးအားရပါရဆွဲလိုက်ရတာထက်ပိုကောင်းတာဘာရှိအောင်မလဲဒါပေမဲ့သတိထားပါဒီလိုအသင့်စားခောက်ဆွဲတွေမှာစားတတ်တွေလွန်ကဲလွန်းလို့သွေးတိုးစေနိုင်ပြီးကျန်းမာရေးကိုထိခိုက်စေနိုင်တယ်နော်နောက်ပြီးအသားအီလေးနဲ့အလွယ်တကူဝါလို့ကောင်းတဲ့ဘာဂါအီလေးတွေရောစားလို့ကောင်းတယ်မလားဒါပေမဲ့မကြာခဏစားမယ်ဆိုရင်တော့ကယ်လိုရီနဲ့အဆီဓာတ်တွေဒိန်ဂျာဇုံတဲ့အထိတက်လာပြီးကိုယ်အလေးချိန်တက်လာပါလိမ့်မယ် cheese တွေတန်းလန်းနဲ့ဆွဲလို့ကောင်းတဲ့ပီဇာပူပူနွေးနွေးလေးတွေကလည်းရှာပေါ်မှာအရသာရှိလာပေမဲ့ခန္ဓာကိုယ်ကိုလေးလံထိုင်းမိုင်းစေပြီး high calorie ဓာတ်တွေကြောင့်နှလုံးအတွက်ဝင်ထုတ်ဝင်ပိုးဖြစ်စေနိုင်တာမလို့ဂရုစိုက်ပါနောက်ဆုံးကြိုက်လိုက်ရင်တကြွကြွနဲ့အနံ့မွေးမွေးချက်ကြော်ကောင်းကောင်းလေးတွေကောဒါပေမဲ့၎င်းမှာပါဝင်တဲ့အဆီဓာတ်တွေကြောင့်သွေးရင်းကိုလက်စထရောတွေမြင့်တက်ပြီးရေရှည်မှာတကယ်ကိုအန္တရာယ်များတာမလို့အမြဲမစားမိအောင်ထိန်းပါနော်ဒါကြောင့်မိမိကျန်းမာရေးအတွက် fast food တွေကိုရှော့စားပြီးဆင်ခြင်ကြဖို့တတိပေးလိုက်ပါတယ်နော်အခုလိုကျန်းမာရေးဗဟုသုတတွေဆက်တင်ပေးမှာမလို့ like share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်